ဒီမဲ့ကျွန်တော်တို့မောင်းထုတ်ပါရနော်ဒီမဲ့နော်ကျွန်တော်တို့မောင်းထုတ်ပါရမယ်ခွေးမောင်းသလိုမောင်းထုတ်တာပါဒီမှာအခု PK ထုံးကကျွန်တော်တို့ခွေးမောင်းသလိုမောင်းထုတ်တာပါကျွန်တော်မှဘာပြစ်မှမရှိပဲလေကျွန်တော်တို့ခွေးမောင်းသလိုမောင်းထုတ်တာပါဒီမှာဒီနာ PK ထုံးကဒီမှာကိုထုံးလုံးဝင်ရကျွန်တော်တို့မောင်းထုတ်တာပါဒီမှာခွေးလိုမောင်းထုတ်တာပါကျွန်တော်တို့သူတွေထွက်တော့ဆိုပြီးမောင်းထုတ်တာပါဒီမှာပါနော်ခွေးမောင်းသလိုမောင်းထုတ်တာပါကျွန်တော်တို့ဘာပြစ်မှမရှိပဲနဲ့ဝန်ထမ်းတက်ကိုလက်ပါတာပါနော်ကျွန်တော်တို့ထိုးတာပါနော်ကျွန်တော်တို့ထိုးတာလုံးဝမကျင်တတ်ပါဘူးဒီနာ PK ထုံးစိန်ဆိုင်ပိုင်ရှင်ကိုထုံးလုံးဝင်ရကျွန်တော်တို့ထိုးတာပါကျွန်တော်တို့ထိုးပြီးသူတွေမောင်းချပါတယ်နော်သူတွေဆွဲအတင်းတွေကိုပဲထွက်တော့ဘာလို့မှဒါမင်းဆောက်ခွင့်မမြင်ချင်ဘူးသူတွေပြောရတယ်နော်ကျွန်တော်တို့လုံးဝထိုးတာပါလုံးဝမကျင်တတ်ပါဘူးအဲ့ဒါကျွန်တော်တို့လည်းကျွန်တော်မိသားစုလည်းချင်းထောက်ပါတယ်မိသားစုကြည့်ရောမင်းကိုဘယ်လိုလုပ်ကြည့်လို့ရတယ်ဆိုကျွန်တော်တို့ချင်းထောက်ပါတယ်နော်ကျွန်တော်တို့လုံးဝချင်းထောက်ပါတယ်ဒီနေ့ဖြစ်တဲ့ပြဿနာကြောင့်ဘယ်လိုစဖြစ်လဲလို့24ရက်နေ့အင်္ဂလိပ်လို24ရက်နေ့ကျွန်တော်တို့ဟော့ပေါ့သွားစားတဲ့နေ့ညနေမှာကျွန်တော်တို့ကဟော့ပေါ့သွားစားဖို့အတွက်အင်ကြီးလေးလဲပြီးပါပြီးတော့အပြင်ဝင်စားရလဲပြီးဆိုင်လေးပိတ်သွားပြီဆိုင်ကြီးအားလုံးပဲမင်္ဂလာပါမင်းထင် channel မှာကြိုဆိုလိုက်ပါတယ်တရုတ်ဆောင်ပိုးကြပြူခင်ရဲ့မျိုးသားရတနာ PK ထွန်းရတနာဆိုင်ပိုင်ရှင်ကိုထွန်းကသူ့ဆိုင်ရာဝန်ထမ်းကောင်လေးကိုလှုပ်ထုတ်တဲ့အပြင်လက်တီးနဲ့ထိုးလိုက်တယ်ဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ဒီဖြစ်စဉ်အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဝန်ထမ်းကောင်လေးပြောပြထားတဲ့ဗီဒီယိုဖိုင်တချို့ကိုဖွင့်ပြပေးမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုဆုံးထိလိုက်ပါကြည့်ရှုဖို့ပြောချင်ပါတယ်ကြီးလေကုန်သိမ့်ပြီးသွားတဲ့အချိန်မှာကျွန်တော် TikTok ကိုထောင်ပြီးတော့ရိုက်လိုက်တာရိုက်တဲ့အချိန်မှာဖူးပြကနေရှိမှသူကလိုက်ကာတော့မှဘေးမှာဝန်ထမ်းကောင်မလေးတက်လို့ရှိရင်တော့သူ့ကိုလည်းကျွန်တော်သူ့လည်းတည်တယ်ဖူးမကနဲ့တော့ကမယ်ဆိုရင်ဖေဖေမီတို့ကပြောလိမ့်မယ်ပေါ့နော်အတူတူကလို့မရဘူးဆိုကမှာပဲဘာမှမဖြစ်ဘူးမိမိကမှာပဲဆိုသူကလိုက်ကာပြီးအတင်းကြီးပြောလို့မရတော့သူလိုက်ကာလိုက်ကာကျွန်တော်ရှိမှကနေကရဲချိန်မှာသူကလိုက်ပြီးအဲ့လိုလေးလိုက်စတာပေါ့နော်စတော့ကျွန်တော်ကလည်းအဲ့ဒီမှာဘာမှမဖြစ်တော့ပါဘူးပေါ့ကျွန်တော်အကောင့်မှာဒီတိုင်းပဲတင်လိုက်တာကွာဒီတိုင်းပဲတင်လိုက်တာတင်ရောဖွေးစင်လေးကလိုက်ရှုံနေရဆိုလိုက်ရှုံနေတော့ဖွေးစင်လေးဆိုပြီးကျွန်တော်အဲ့လိုလေး caption လေးရေးပြီးတော့တင်လိုက်တာတင်ပြီးတော့နောက်နေ့မနေ့25ရက်နေ့မနေ့ကျတော့အမတ်ဘိုးကနေပြီးတော့လာပြောတာအပိမက်ဆင်ဂျာမှာဝန်ထမ်းတွေပေါ့နော်ဒီတွေမတင်နဲ့ပေါ့တွေနဲ့ဘာတော့ဆိုင်ရကလေးတွေနဲ့ဝန်ထမ်းတွေနဲ့ personal account မှာတင်ခွင့်မရှိဘူးတင်လို့မရဘူးပေါ့အဲ့လိုပြောကျွန်တော်ကနေပြီးတော့အဲ့ဒီမှာမမထီလေးရှိတယ်တိုင်းတာဝန်ကမမထီရယ်ရှိတယ်ကျွန်တော်ကျွန်တော်ကလေးကဇွတ်လိုက်ကာပေါ့နော်ဇွတ်လိုက်ကာတော့ကျွန်တော်ကအဲ့လိုတင်လိုက်တာကိုကျွန်တော်ပြောခံရတယ်ပေါ့နော်ကလေးကြီးချောင်ပါညာပေါ့ကျွန်တော်အဲ့လိုမျိုးကစိတ်ညစ်တာဘာမှမဟုတ်သူစိတ်ပြတ်တယ်ပေါ့ဘာညာအဲ့လိုပြောအဲ့စကားပြီးသွားအဲ့နေမှာဘာမှမဖြစ်ဘူးပြီးသွားပြီဒီနေ့မနက်မှာဖြစ်တာဒီနေ့မနေ့မှာစဖြစ်တာဒီနေ့မနေ့မှာဘယ်လိုဖြတ်ပြီလဲဆိုတော့ဖြစ်တဲ့ပြဿနာကမနေ့ကပြီးသွားမနေ့ကမနေ့ကပြီးသွားရအောင်ဒီနေ့မနေ့မှာဆိုင်ရဝန်ထမ်းကောင်လေးနဲ့ကောင်မလေးနဲ့ရန်ဖြစ်ပြီးတော့အဲ့လိုမျိုးကောင်လေးကိုအဲ့လိုဆဲလိုက်လို့ဆဲရောကောင်မလေးကနေအဲ့လိုမျိုးသူ့အမေကိုအဲ့လိုဆဲတဲ့အတွက်ပြဿနာကိုဖြေရှင်းပေးခိုင်းတာအဲ့ဒါနဲ့မမထေတို့ကိုထွန်းနေရတော့လည်းဖြေရှင်းလို့မရတဲ့အတွက်မပိုးကိုတွားပြောမယ်ဆိုပြီးတွားပြောတဲ့အချိန်မှာမပိုးကမစင်းလာဘူးကိုထွန်းဝင်းကဆင်းလာပြီးတော့မှအဲ့ကောင်မလေးကိုနင်းအလုပ်ရှုပ်တယ်နင်းတော်ဆရာရှုပ်တယ်နင်းထွက်တော်ဆိုပြီးပြောတာပြောကျွန်တော်မတက်ရက်နဲ့ကျွန်တော်ပြောမယ်လို့လည်းမထင်ဘူးပေါ့နော်ကိုကိုနေအဲ့လိုလေမတက်ရက်နေဆိုမင်းအောင်လည်းဘာဖြစ်ချင်တာအောင်လဲငါသမီးကိုဘာပြောရအောင်လဲဘာပြောအောင်လဲမင်းငါသမီးကိုအဲ့လိုမင်းကလေးကလိုက်ပြီးတော့ရှုပ်တယ်ဆိုရင်ပြောတာဘာဖြစ်လို့ကျွန်တော်ကဟုတ်တယ်လို့ကျွန်တော်အဲ့နေတင်တာပေါ့နော်သူကလိုက်ပြီးတော့စွတ်တီရှိရနေလိုက်ကာတာပေါ့ကျွန်တော်ကမကနေလို့ပြောရဲအဲ့နေပဲမကနေလို့ပြောတာကိုသူကလိုက်ကာတဲ့အတွက်ကျွန်တော်ကဒီတိုင်းပဲတင်လိုက်တာပေါ့ဘာမှဖြစ်လိမ့်မယ်မထင်တာဘူးကျွန်တော်အကောင့်ကလည်းပုံမှန်အကောင့်မှာဘာမှအဲ့လိုသူ့ကိုလိုက်ရခြင်းလို့လည်းအတန်းရှင်းရှာခြင်းလို့လည်းမဟုတ်ဒီတိုင်းလေးပဲတင်လိုက်တာမှသူကအဲ့လိုမျိုးလာပြောရင်းနဲ့ကျွန်တော်လည်းအဲ့လိုပြဿနာဖြစ်ကျွန်တော်ကိုထိုးတာပေါ့နော်ကျွန်တော် AEC လေးပဲပြောရလုံးဝဒေါသမန်ကြီးဘာဖြစ်လဲတခုမှမပေါ့ AEC လေးပဲကျွန်တော်ရှင်းပြအဲ့ဒါကိုမှသူကကျွန်တော်ကိုအလုပ်ရှင်တယောက်ကိုအလုပ်သမားတယောက်ကအဲ့လိုပြန်ပြောကြလာလို့ကျွန်တော်ထိုးတာပါနော် CCTV record လည်းသူတို့ဆိုင်မှာရှိမှာပါနော်အဲ့ဒါအဲ့ပြဿနာကိုဖြေရှင်းပေးပါနော်ဒီမနေ့ပြဿနာအစားဒီလိုပါနော်အရင်ဆုံးအဲ့ဒီမင်းကလေးနဲ့ခုနကကျွန်တော်နဲ့အတူတူအလုပ်ထုတ်ခံရတဲ့ကောင်မလေးနဲ့ပေါ့နော်ကောင်မလေးနဲ့ကျွန်တော်တို့အလုပ်ကကောင်လေးတစ်ယောက်နဲ့နှစ်ယောက်သူတို့ကမနေ့အစောကြီးစိုင်ခင်းနေနေရန်ဖြစ်ကြတာပေါ့နော်ရန်ဖြစ်ကြတာရန်ဟိုတက်လဲအဲ့လိုစကားများအခြေတင်ပြောကြတာပေါ့နော်ပြောရင်းနဲ့နေပါဖြစ်တယ်ညာဖြစ်တယ်ပြောရင်းနဲ့ကောင်မလေးကနေပြီးကောင်လေးကိုအချောက်လို့ဆိုတာအချောက်လို့ဆဲလိုက်တဲ့ဟာကိုအဲ့ကောင်လေးကနေပြီးတော့အဲ့ကောင်မလေးကိုပြန်ပြောလိုက်တာပေါ့နော်6တော်နဲ့နင့်မေကိုတက်လို့နေလို့လားသူကပြောတာသူ့အမေကိုအဲ့လိုနင့်မေကိုလည်းငါတက်လို့နေလို့လားအဲ့လိုပြောလိုက်တာပြောသူကနေပြီးတော့သူ့ကိုအဲ့လိုသူ့အမေနဲ့ကင်ဆဲပါတယ်ပေါ့နော်သူ့အမေနဲ့ကင်ဆဲပါတယ်လို့ပြောတော့
သူကနေပြီးဖြည့်ရှင်းခိုင်းတာဟိုဟာမန်နေဂျာအကိုရဲ့ပြီးတော့ကျတော့သူတို့စိုင်းတာဝန်ခံမမထီရဲ့ကိုပြောတယ်ပေါ့နော်သူကအဲ့လိုသမီးကိုအဲ့လိုဖျက်ပြောတယ်ပေါ့နော်သမီးအမေကိုအဲ့လိုသမီးမေကိုငါလိုတတ်မယ်ဗာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုမျိုးပြောရတဲ့အတွက်သမီးဖြည့်ရှင်းခြင်းတယ်သူသမီးကိုတောင်းပန်ခိုင်းပေါ့နော်အဲ့လိုပြောအဲ့ဟိုကနေပြီးတော့မန်နေဂျာအကိုကြီးနဲ့မမထီနေကနေပြီးတော့ပြောတာအဲ့လိုအတူတူပဲပေါ့နော်နင်တို့ညအတူတူပဲတန်းတာအဲ့လိုရန်ဖြစ်ကြအတူတူပဲငါတို့မဖြည့်ရှင်းတတ်ဘူးအဲ့လိုမျိုးပြောတာအဲ့ဒါနဲ့ဟိုဟာမပိုးတို့ကိုသူကသွားပြောမယ်လို့ပြောတာမပိုးကိုသွားပြောလိုက်အောင်မယ်မပိုးစီဖြည့်ရှင်းခိုင်းမယ်လို့ပြောပြီးအပေါ်တက်သွားတာအပေါ်တက်သွားပြီးတော့ခဏနေတော့ကြာအကိုကဆင်းလာအကိုတနှုံးရဆင်းလာပြီးတော့ရှူကိုပြောတာခုနတရက်ကိုနော်ဟိုကနေမဲ့ဆိုင်မှာပြဿနာနေမဲ့ဖြစ်တာနေမဲ့ခဏပြဿနာဖြစ်နေရတယ်နင်းထွက်တယ်နင်းကိုမြင်ကြည့်ဝင်နင်းထွက်လိုက်တော့တယ်အဲ့လိုပြောအဲ့နင်းလည်းမထွက်သေးဘူးလားထွက်တော့ဆိုပြီးသူ့ကိုမောင်းထုတ်တာထွက်တော့ဆိုပြီးပြောသူ့ကိုပြောပြီးကျွန်တော်စီကိုရောက်လာကျွန်တော်ကိုမတိတ်သေးရက်နေပြီးတော့ဟောတယ်မင်းဟာလည်းဘာဖြစ်မင်းကလည်းငါသမီးကိုလည်းဘာပြောရလဲမင်းဟာလည်းအဲ့လိုမျိုးပြောတာဘာလို့လဲရှုပ်တယ်လို့ပြောရတယ်လေမဟုတ်ဘူးလို့ကျွန်တော်ကအဲ့နေရာရိုက်တာ3ပုတ်ရိုက်တာ3ပုတ်လုံးသူကရှိမှရှုပ်နေတာဗောနော်ရှုပ်နေလို့ကျွန်တော်ဒီတိုင်းပဲ3ပုတ်လုံးပဲ3ပုတ်ကရှုပ်နေတော့ကြာကျွန်တော်တစ်ပုတ်ကိုတင်မယ်ဆိုပြီးလှတဲ့ပုံလေးတင်လိုက်တာတင်ပြီးတော့မှနောက်နေ့ကျမှမပိုးကမြင်ပြီးတော့အဲ့လိုလာပြောတော့ကျွန်တော်ကအတင်းချတာမဟုတ်ဘူးမမထီလည်းရှိရဲ့အဲ့ချိန်မှာမပိုးကလာပြောတဲ့အချိန်မှာမမထီလည်းရှိရဲ့ဘာမှကိုလည်းဘာမှမဟုတ်ဘဲနဲ့ပြောခံရတယ်ပေါ့နော်လိုက်ရှုပ်တာကြာကလေးတွေကလိုက်ရှုပ်တာသူတို့ကလိုက်ပြီးမကပါနဲ့မလကပါနဲ့လိုက်ပြောတာဟာသူကဇွတ်တီလိုက်ကတော့အခုလိုပြောခံရတယ်ပေါ့နော်ကိုလည်းဘာမှအမှားမလုပ်ဘဲနဲ့ဆိုပြီးကျွန်တော်အဲ့လိုလေးပြောလိုက်တာအဲ့လိုပြောတာကိုအကိုထုံးကဘယ်လိုကြားသွားလဲတော့မသိဘူးပေါ့နော်တယောက်ကပြောလိုက်လို့ရှိမှကြားသွားပြီးတော့ကျွန်တော်အဲ့လိုပြဿနာလာရှာရင်အဲ့လိုဖြစ်ကြတာပြဿနာလာရှာရင်ကျွန်တော်ကသူ့ကိုအော်ရာကြီးပြန်ပြီးတော့ဆဲတာဆိုတော့တလုံးမှမလုပ်ကျွန်တော် AC လေးပဲပြန်ပြောပြတာကိုသူကအလုပ်မင်းတို့အလုပ်သမားတွေကငါ့လိုတတိတက်ကိုပြန်ပြောစရာလားဆိုပြီးကျွန်တော်ကိုထိုးမယ်လို့လုပ်တာကျွန်တော်ကနေပြီးတော့ကျွန်တော်မထိုးနဲ့တော့ကျွန်တော်ထိုးရင်တော့ကျွန်တော်မခံဘူးလို့ပြောလိုက်တာပြောကျွန်တော်ထိုးရက်กว่าဆိုကျွန်တော်ထိုးလိုက်တာဒါပေမဲ့ကျွန်တော်သူ့ကိုဘာမှပြန်မလုပ်ဘူးသူကနောက်တစ်ချက်ကျွန်တော်ကိုထိုးမလို့ရှိသေးတယ်တခြားသူတွေကဆွဲထားလို့မဟုတ်ကျွန်တော်သူနောက်တစ်ချက်ကျွန်တော်ကိုထိုးမှာမပြီးရင်ကျွန်တော်ဟိုမင်းထွက်လိုက်တော့ဘာညာလဲကျွန်တော်ငါလုံးမလာရောမင်းဆောက်ကမမြင်ချင်ဘူးရောမင်းမိသားစုဘာလုံးမညာလုံးမအဲ့လိုမျိုးချင်းချောက်ပြီးတော့အမျိုးပြောပြီးတော့အဲ့လိုမျိုးဖြစ်တာပါခင်ဗျကွန်မန့်နေကအမကြီးအကိုကြီးနော်ကိုတိုင်းဖြစ်မှသိပါလိမ့်မယ်နော်တကယ်ဆိုရင်ဒီပြဿနာလုံးဝဒီနေ့မဖြစ်တဲ့ကိစ္စပါဒီကျွန်တော်အခုတင်တဲ့ပြဿနာမနေ့ကမနက်ကလေးပြီးသွားပြီနော်မနေ့ကမနက်ကလေးပြဿနာပြီးသွားပြီခင်ဗျပြီးသွားပြီဟိုမှာဒီနေ့မနက်ဆိုင်ရကောင်မလေးနဲ့ကောင်လေးနဲ့ပြဿနာဖြစ်တာဟိုမှာကျွန်တော်ပြဿနာပါရောပြီးတော့ပသွားတာပါနော်တကယ်ဆိုမနေ့ကမနက်ကလေးပြဿနာပြီးသွားပြီခင်ဗျကျွန်တော်အဲ့လိုမျိုးမတင်ဖို့အတွက်အမကလည်းပြောတယ်ကျွန်တော်လည်းဟုတ်ကဲ့လို့ပြောပြီးတော့အဲ့စကားတွေကိုကျွန်တော်မမသေးရှိမှာမမသေးဆိုတော့အကိုထွန်းရဲ့ညီမအရင်မှာနော်ကိုထွန်းရဲ့ညီမအရင်ရှိမှာကျွန်တော်ပြောတာပါသူတို့နောက်ပြန်မှာပြောတာမဟုတ်ပါဘူးအဲ့ဒါနဲ့မမသေးကနေပြီးတော့ကျွန်တော်ခေါ်ပြောတယ်ရင်ဘာဖြစ်တာလဲပေါ့နော်ကလေးတွေကမသိလို့စောတာရှိမှာပါဘာမှစိတ်ထဲမှာထားမနေနဲ့နော်ဟုတ်ကဲ့ပါကျွန်တော်စိတ်ထဲမှာထားတော့ပါဘူးဒါပါဟုတ်ကဲ့ခင်ဗျာဆိုပြီးအဲ့အမှတ်တင်ပြီးသွားပြီနော်ပြီးသွားပါပြီမနေ့ကမနက်ကလေးကမနေ့10နိုင်လောက်ကြာဒီပြဿနာပြီးသွားပါပြီเนาะပြီးသွားတော့မှကျွန်တော်ဒီနေ့မနေ့ကျမဆန်းကောင်မကြီးနဲ့ကောင်လေးနဲ့ရန်ဖြစ်တာအောင်မှကျွန်တော်ပြဿနာကရောပြီးတော့ဆွဲထည့်ပြီးအခုလိုပြဿနာကြီးဖြစ်လာပါเนาะတကယ်ကပြဿနာမနေ့ကမနေ့ကလေးပြီးသွားပြီเนาะမနေ့ကလည်းပြီးသွားပြီမှဒီနေ့ထပ်ပြီးတော့ကျွန်တော်ကအဲ့လိုမျိုးပြဿနာအထက်ရှာခံရတာပါခင်ဗျာအရှာခံလို့အခုလိုမျိုးပြဿနာကြီးဖြစ်ကုန်တာပါเนาะပြီးကျတော့ကျွန်တော်ကိုလည်းချင်းချောက်တယ်ကျွန်တော်အမေကျွန်တော်မိသားစုကိုလည်းချင်းချောက်ပြီးတော့ပြောရလေအကိုတို့အမားတို့ကအဲ့လိုမျိုးပြောမယ်ဆိုခံလာခင်ဗျကွန်မန့်ထဲမှာဝင်ရင်းနေတဲ့အမားတို့အကိုတို့ရဲ့မိသားစုတွေအမားတို့ကိုတို့အဲ့လိုချင်းချောက်ပြောဆိုမယ်ဆဲဆိုမယ်ဆိုရင်ရောအမားတို့ခံပါလားကျွန်တော်အမေကိုအဲ့လိုငါနဲ့ကင်ဆဲတယ်ကျွန်တော်ကိုလည်းပိုးသူပတ်ဆက်ဆဲတယ်ပြီးတော့ပိုးသူပတ်ဆက်ပြောတယ်ပြောပြီးတော့မှမောင်းထုတ်တာကိုမှကျွန်တော်ကဘာမှမလုပ်ခွင့်ငြိမ်ခံနေရမှာကျွန်တော်ဘက်ကလုံးဝမှားတာပေါ့တကယ်ဆိုအဲ့ဒီပြဿနာမနေ့ကပြီးပြီးသားကိစ္စမှာဒီနေ့အစားပြန်ဆွဲထုတ်ပြီးကျွန်တော်ကိုပြောခံရတာနော်အဲ့ဒါကိုမတိပဲနဲ့ပြောမနေကြနဲ့ခင်ဗျာနည်းနည်းပါးပြဿနာလေးကိုလည်းအရင်မြစ်သိအောင်လို့အကောင့်လေးတစ်ချက်ဝင်ကြည့်လိုက်ကြပါအောင်ခင်ဗျာနော်အကောင့်ထဲမှာအသေးစိတ်ပြောထားပါလေအခုကပေါ့နော်သူတို့ဘက်ကနေပြီးတော့66ခါကြီးနဲ့တရားစွဲမယ်လို့ကြားတယ်ပေါ့နော်ဒါပေမဲ့တကယ်ဟုတ်လားမဟုတ်လားကျွန်တော်လည်းမသိဘူးပေါ့နော်တကယ်စွဲမှာလားမစွဲဘူးလားတော့မသိဘူးဒါပေမဲ့ကျွန်တော်ပြောချင်တာကကြတော့66ခါကြီးဆိုတာကဘယ်လိုပြောရမလဲတည်ရဖြတ်မှုလို့ပြီးလို့ချင်းချင်းချောက်မှုလို့ဆွဲရတာမဟုတ်ဘူးလားတည်ရဖြတ်တယ်ဆိုတာမဟုတ်မမှန်ကိုတည်ရဖြတ်တာလေကျွန်တော်တကယ်ခံလို့ကျွန်တော်တကယ်ထိုးခံလို့ကျွန်တော်လောက်ခံလို့မလို့ကျွန်တော်တင်တာလေကျွန်တော်မှလောက်ကြံပြီးတင်တာမှမဟုတ်တာပြီးရင်ချင်းချောက်ခံရတာကျွန်တော်လေဆဲခံရတာလေကျွန်တော်ချင်းချောက်ခံရလေကျွန်တော်ပြီးတော့ကျွန်တော်ကိုယ်လည်းချင်းချောက်တယ်ကျွန်တော်မိသားစုကိုလည်းချင်းချောက်တယ်
ပြီးလို့ရှိရင်ကျွန်တော်လည်းဆဲဆိုတယ်မောင်းထုတ်တယ်အဲ့လိုလောက်ခံရတာကျွန်တော်လေကျွန်တော်ကတရားမဆွဲရဘဲနဲ့သူတို့ကပြန်ပြီးတရားဆွဲမယ်ဆိုတော့ဖြစ်တင်ပါသလားလုံးဝဖြစ်တင်ပါသလားကျွန်တော်ကတရားဆွဲကျွန်တော်ဒီပြဿနာကိုစထုတ်တာမဟုတ်ဘူးကျွန်တော်ကတိစီကျွန်တော်ဒီလိုမျိုးဝန်ထမ်းတယောက်ကိုတတိတယောက်ကအဲ့လိုမျိုးလက်ပါတယ်ဆိုတဲ့အကြောင်းကိုတိစီကျွန်တော်ချပြတာเนาะကျွန်တော်ထိုးခံရတဲ့အချိန်မှာလည်းအဲ့ဒီဆိုင်ထဲမှာဝန်ထမ်းတွေအကုန်လုံးရှိတယ်ပြီးရင် CCTV record တွေလည်းသူတို့ရှိလိမ့်မယ်เนาะ CCTV record တွေလည်းရှိပါတယ်အဲ့အချိန်မှာမီးလည်းမပြတ်ပါဘူး CCTV record တွေလည်းရှိပါတယ်ဆိုင်ထဲမှာလည်းဆိုင်ဝန်ထမ်းတွေအကုန်လုံးရှိပါတယ်เนาะကျွန်တော်ထိုးတဲ့အချိန်မှာလည်းကျွန်တော်လောက်ကြံပြီးပြောထားတာတစ်ခုမှမရှိပါဘူးเนาะအခုဆိုကျွန်တော်ကတငယ်ချင်းအိမ်မှာလာနေရတယ်เนาะကျွန်တော်အဆောင်မှာကျွန်တော်မနေရဘူးအဲ့လိုတခုခုပဲဖြစ်မှာဆိုလို့သူတို့ချင်းချောက်ထားရရှိတော့ကြာကျွန်တော်ကတခုခုကျွန်တော်ဖြစ်သွားတော့ကျွန်တော်လာဆွဲမှာမျိုးအဲ့လို66ခါကြီးနဲ့ဆွဲမှာကြောက်လို့ကျွန်တော်အဆောင်မှာတော့မနေပါဘူးကျွန်တော်တခြားတယောက်တငယ်ချင်းအိမ်မှာလာနေရပါတယ်เนาะပြောချင်တာခံရတာကျွန်တော်ပါကျွန်တော်ခံရတာပါကျွန်တော်ကိုယ်တိုင်ခံရတာကျွန်တော်ချင်းချောက်ခံရလဲကျွန်တော်အပြောခံရလဲကျွန်တော်အစဲခံရလဲကျွန်တော်ထိုးခံရလဲကျွန်တော်အဲ့ဒါကိုကျွန်တော်ကတရားမဆွဲဘဲနဲ့သူတို့ဘက်ကတရားဆွဲရဆိုတော့တရားဆွဲမယ်ဆိုတော့ဖြစ်တင်ပါသလားလုံးဝစဉ်းစားကြည့်ပါအောင်ခင်ဗျာကျွန်တော်ဘက်လည်းတွေးကြည့်ပါအောင်ကျွန်တော်ကခံပြီးကျွန်တော်ကပြန်ဆွဲခံရတယ်လို့ပြန်ပြီးတော့တရားဆွဲခံရတယ်ကျွန်တော်တရားဆွဲမှုအကြောင်းတစ်ချောင်းမှမပြောခဲ့ပါဘူးကျွန်တော်ခံရတဲ့အကြောင်းကိုပဲအကုန်လုံးသိအောင်ပြောပြပေးတာဒါပေမဲ့သူတို့ဘက်ကကျွန်တော်တို့တခုခုအဲ့လိုတရားဆွဲတာမျိုးပဲလုပ်လာရင်တော့ကျွန်တော်ဘက်ကလည်းတက်ဆိုင်ရာအကူအညီတောင်းပြီးတော့ကျွန်တော်လည်းပြန်လုပ်ရမှာပါเนาะသူတို့ဘက်ကဘာမှကျွန်တော်တရားဆွဲရမျိုးပဲမလုပ်ဘူးဆိုတော့ကျွန်တော်လည်းဘက်ကဘာမှပြန်မလုပ်ပါဘူးဒါပေမဲ့သိအောင်လို့ချပြတာเนาะသိအောင်ချပြတာကျွန်တော်အထိုးခံရတာကျွန်တော်လောက်ခံရတာကိုသိအောင်နောက်လူကြီးလည်းမခံအောင်လို့သိအောင်လို့ပြောပြပေးရနော်အဲ့ဒါကိုတခြားသူတွေကပေါ်ပင်လုပ်တယ်ပါထင်သေးရပေါ်ပင်လုပ်စားကြောင်းတခြားမှမရှိဘူးကိုခံရတာကိုပဲသိကိုယ်တိုင်ခံမှကိုယ်တိုင်ကြုံမှသိလိမ့်မယ်နော် ဒါကတော့ဒီကောင်လေးဖြစ်သူကသူ့ရဲ့ခံစားချက်တွေသူဒီလိုတွေရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်ဆိုပြီးတော့ထုတ်ဖော်ပြောလာတာပဲဖြစ်ပါတယ်ကောင်လေးပြောတာဒါအမှန်ဖြစ်ခဲ့မယ်ဆိုရင်တော့ဒီလောက်ထိမဖြစ်ခဲ့သင့်ဘူးလို့ထင်ပါတယ်သူဆိုင်ကဝန်ထမ်းအနေနဲ့သူမိသားစုရဲ့ကလေးတွေရဲ့ပုံတွေနဲ့ဒီ personal account တွေမှာတင်တာမျိုးတွေကိုသူတို့ခွင့်မပြုထားဘူးဆိုရင်ဒီဝန်ထမ်းကောင်လေးဘက်ကနေပြီးတော့လည်းပြန်ဖြတ်ပေးဖို့လိုတယ်တကယ်လို့ဖြတ်ပြီးပြီဆိုရင်တော့ဒီပြဿနာတကယ်ဆိုပြီးသွားတဲ့အနေအထားမျိုးပါဒီဝန်ထမ်းကောင်လေးကအခုလိုမျိုးပြောနေတာတွေနဲ့ပတ်သက်ပြီးတော့ရနာ PK ထွန်းဘက်ကနေပြီးတော့ဒီကောင်လေးကိုတရားစွဲတာတွေလိုက်ရှာတာတွေလုပ်နေတယ်ဆိုပြီးတော့ပြောထားပါတယ်ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့တစုံတရာပြန်လည်ဖြေရှင်းထားတာတော့မတွေ့ရသေးပါဘူးလက်ရှိမှာတော့ကောင်လေးကသူ့ကိုတရားစွဲပြီးလိုက်ရှာနေတဲ့အတွက်ရှောင်တိန်နေရတယ်ဆိုပြီးတော့သိရပါတယ်တခြားတစ်ခုခုပေါ်မှာစိတ်မကြေလည်တဲ့အခြေအနေမျိုးနဲ့ဒီကောင်လေးပေါ်မှာဒီလိုမျိုးဖြစ်လိုက်တာဆိုရင်တော့ဒါမလုပ်သင့်ဘူးလို့ပဲကျွန်တော်တို့ထင်ပါတယ်မိတ်ဆွေတို့ရဲ့အမြင်ကိုလည်း comment မှာဝင်ရောက်ရေးသားဆွေးနွေးသွားလို့ရပါတယ် channel လေးကိုလည်း subscribe နှိပ်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်ကြည့်ရှုပေးသူအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်မိတ်ဆွေတို့အားလုံးဘေးကင်းကြပါစေ